မင်္ဂလာပါဒီနေ့တော့ကျွန်တော်တရသီးကိုစီကျန်နဲ့တောက်ထားတာလေးကိုစားပြမှာဖြစ်ပါတယ်လိုက်ကြည့်ပေးကြပါဦးခင်ဗျာစားကြပါဦးဘင်းဆုံးပါပါတယ်ဆိုတော့ဒီကနုအိတ်နေတော့ရှင်းတော့မရှင်းဘူး